ကိုယ့်ရဲ့အတိမိတ်ဆွေတငယ်ချင်းတွေကိုဆုတောင်းပေးတဲ့စကားလေးပဲဖြစ်ပါတယ်ပထမဆုံးအလုံးလေးကတော့ကံကောင်းပါစေขอให้โชคดีขอให้โชคดีကျမ်းမာရေးကောင်းပါစေขอให้สุขภาพดีขอให้สุขภาพดีစိတ်ချမ်းသာပါစေขอให้มีความสุขขอให้มีความสุขချမ်းသာပါစေขอให้ร่ำรวยขอให้ร่ำรวยအလုပ်ကောင်းကောင်းရပါစေขอให้ได้งานดีๆขอให้ได้งานดีๆလူကောင်းတွေနဲ့တွေ့ရပါစေขอให้เจอแต่คนดีๆขอให้เจอแต่คนดีๆအလုပ်ရှင်ကောင်းကောင်းတထေကောင်းကောင်းရပါစေขอให้เจอเจ้านายที่ดีขอให้เจอเจ้านายที่ดีအဲ့လိုမျိုးလေးတငယ်ချင်းတွေကိုဆုတောင်းပေးလို့ရပါတယ်ဒီတော့ပြောနည်းကကြတော့အရှိမขอให้နဲ့ထည့်ပြီးတော့အနောက်မှာကိုသူ့ကိုဆုတောင်းပေးခြင်းတဲ့အရာလေးကိုပြောသွားရုံပါပဲအခုကြည့်နေတဲ့သူတွေကရောမိမိရဲ့အတိမိတ်ဆွေတငယ်ချင်းတွေကိုဘယ်လိုများဆုတောင်းပေးခြင်းပါသလဲ comment လေးမှာဝင်ရေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်